ဆိုတာကကိုတောင်းချင်တာရှောက်တောင်းခိုင်းတာမဟုတ်ဘူးဖေ။သူ့ရဲ့နှလုံးတော်ကိုသိပြီးတော့ဆုတောင်းရတာ။ဒါကြောင့်သူ့ရဲ့နှလုံးတော်ကိုသိဖို့ तू ကဗာပေးထားလဲဆိုတော့နှုတ်ကပတ်တော်ပေးထားတာ။ကျွန်တော်တို့ focus လုပ်ရမှာကယေရှုပြောတဲ့စကားကိုကျွန်တော်အရင် focus လုပ်ရမှာ။နော်။ယေရှုပြောတဲ့စကားကိုအရင် focus လုပ်ဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီယေရှုပြောသွားတဲ့စကားတွေမြေကြီးမှာသူရှိစဉ်မှာပြောခဲ့တဲ့စကားတွေကကျွန်တော် serious အရင်ထားဖို့လိုတယ်။ဒါကြောင့်မေရိုမာရီကအရင် smart ဖြစ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။အရင် smart ဖြစ်တယ်။အရင် wise ဖြစ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။သူတစ်ခါလေးမှနားမလဲတော့ညားလဲပဲသူပြောတဲ့စကားတွေကတိတ်ကိုဝိညာဉ်စကားဖြစ်နေတယ်။ဥမာပြတစ်ချက်လောက်ကြည့်အောင်။ပြီးရင်ဒီကိုပြန်လာမယ်နော်။ယောဟန်ခန်းကြီး 2ကိုသွားရအောင်ယောဟန်ခန်းကြီး 2 ငယ် 1 ကနေ